ဟောလီဝုဒ်လည်းနီးလာပြီဆိုတော့အခုတခါဟောလီဝုဒ်မူအပြည့်ရစီမယ်ပြီးတော့ဟောလီဝုဒ်နဲ့ပတ်သက်တဲ့လူချင်တာအားလုံးကိုတနေရာထဲမှာရနိုင်တဲ့ဆိုင်လေးကိုထားကခေါ်သားပေးမှာဖြစ်ပါတယ်။စိတ်ဝင်စားရင်တော့အဆုံးထိကြည့်ပြီးပြောချင်ပါတယ်။ Hello အားလုံးပဲမင်္ဂလာပါထား vlog ကနေကြိုဆိုလိုက်ပါတယ်ဒီ vlog လေးကတော့ Hollywood နဲ့နီးလာပြီဆိုတော့ထား Hollywood နေမှာဘာလို့ဝယ်ရမလဲမသိဘူးပေါ့နော်အဲ့ဒါနဲ့ထား TikTok မှာရှာကြည့်လိုက်တော့ဒီဆိုင်လေးကအရန် popular ဖြစ်နေရဆိုလို့ထားဒီဆိုင်လေးကိုတွားပြီးတော့လဲကြည့်ရဖြစ်ပါတယ်ဒီဆိုင်ကလေတော်တော်ကြီးရပေါ့နော်ပြီးရင်အယုတ်တွေကလည်းအစုံပဲဒီလိုမျိုးချစ်ဖို့ကောင်းတာလေးရောပြီးရင်အယုတ်တွေလည်းအများကြီးရှိရပေါ့နော်ရုပ်ရှင်တွေကဒီအယုတ်တွေရောအကုန် character အစုံရှိရဆိုတော့ထားကြည့်ပြီးတော့အံ့အောင်ဟောရတယ်ပေါ့နော်လက်ကြီးပေါ်တယ်အဲ့ဒီဘီကိုလေးလေတိလားတော်တော်အဆင်ပြေလုံးဝဒီတော်တော်မိုက်တယ်ပဲပြောရမယ်ပစိန်ရခေါင်းပေါ်စိုက်နေတယ်လို့မျိုးပဲပြီးလို့ရှင်ဒီလိုမျိုးအယုတ်လေးရမ်းချစ်ဖို့ကောင်းတဲ့အယုတ်လေးလည်းရှိရပေါ့နော်လုံးဝတော်တော်လုံးဝကိုကဘလို့ character လိုချင်တာလေပေါ့ချစ်ဖို့ကောင်းတာလိုချင်တာလားဒါမှမဟုတ်ရင်ကြောက်ဖို့ကောင်းတာလိုချင်တာလားပေါ့နော်အစုံရှိရဒီဆိုင်မှာလေဒါတော့အောက်ထပ်ကိုသွားတဲ့နေရာပေါ့နော်အောက်ထပ်ကသူကအင်ဂျီတွေတီးတန့်ရောင်းတဲ့နေရာပေါ့နော်အင်ဂျီတစ်ထည်ကိုလည်းကြည့်ပါဦးဒေါ်လာ200ကျော်တော့အဲ့တော့ကျမကြည့်ပြီးတော့ပဲပြန်ထွက်လာလဲရပါတယ်ကဲဒီနေ့ vlog လေးကတော့ဒါလေးပါပဲရှင်းဆုံးကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ် see you in the next video bye